မေးလေးရှိတဲ့မေးခွန်းရှိတယ်ပေါ့နော်အဲ့တော့ Lance Stroll ကပတ်စံရှိလို့အသင်းပိုင်ရှင်သားဖြစ်နေုံနဲ့ဒီ license ကိုရတာလားဆိုတဲ့ဒီမေးခွန်းပေါ့နော်အဖြေကတော့မဟုတ်ဘူးပေါ့နော်အဖြေကတော့မဟုတ်ဘူးဒီလိုမျိုးပတ်စံရှိလို့ဒီသူ့ရဲ့ super license ရလာတာမဟုတ်ဘူး FIA ရဲ့စီမင်းရဘလောက်ပဲပတ်စံရှိပါသေးဘလောက်ပဲဘီလီယံနာထရီလီယံနာကြီးဖြစ်နေပါသေးဒီ talent မရှိလို့ရှိရင်ဒီ super license ကိုလုံးဝထုတ်မပေးပါဘူး super license မရှိတဲ့လူက Formula 1ကိုလည်းမောင်းဝင်မရှိဘူးပေါ့နော်အဲ့တော့ Lance Stroll ကသူကဂျူနီယာဘဝကလေးကဝေဖန်မှုတွေရှိခဲ့ပေမဲ့သူ့ရဲ့ super license ရဖို့အတွက်လိုအပ်တဲ့ရမှတ်တွေကိုကွင်းထဲမှာကိုယ်တိုင်မောင်းပြီးတော့ယူခဲ့တာလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ Lance Stroll ဘယ်လို super license ရခဲ့တာလဲဆိုတာကိုကျွန်တော်နည်းနည်းအချင်းချင်းလေးပြောပြမယ်ပေါ့နော်ဟုတ်တယ် Lance Stroll ကပတ်စံရှိတယ်သူကအခွင့်အလမ်းပိုရတာမှန်ပေမဲ့ဒီအခွင့်အလမ်းကိုရလက်အဖြစ်သူပဲပြောင်းလဲလို့ရတယ်ပေါ့နော်အဲ့တော့2014 Italian ပေါ့နော် F4 Formula 4မှာသူကဒီ Lance Stroll ကဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တယ်ပြီးတော့2015 Toyota Racing Series ပေါ့နော်ဒီမှာလဲသူချန်ပီယံထပ်ဖြစ်ခဲ့တယ်ပြီးတော့2016 European ဒီ Formula 3မှာတော့ Lance Stroll ကအဓိကသူ Super License ရသွားတယ်အဓိကနေရာလို့ပြောလို့ရတယ်ပေါ့နော်သူကဒီအဲ့ဒီနေ့မှာပြောလို့ရှိရင်တို့ခု Mercedes မှာရှိနေတဲ့ George Russell တို့လို driver တွေကိုကြော်ပြီးတော့ champion ဖြစ်ခဲ့ပါတယ်မှန်ပါတယ်အခုကဒါ performance တွေစိုးနေတာပေါ့နော်သူ George Russell တို့ထပ်ပို့ပြီးတော့ကျန်းပါတယ်အရင်တော့ကျန်းခဲ့တယ်ပေါ့နော်အဲ့တော့သူက Formula 3မှာ champion ဖြစ်သွားတဲ့အတွက် super license ရဖို့လိုအပ်တဲ့အမှတ်40ကတခါတည်းအပြည့်ရသွားတယ်ပေါ့နော်အဲကြောင့်သူက Formula 2ကိုတောင်သွားကြမလို့တော့ဘူး Formula 1ကိုတခါတည်းဒါရိုက်တက်လန်းခဲ့တယ်ပြောလို့ရတယ်ပေါ့နော်